ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာ A နဲ့ N နဲ့မကွဲတာတွေကိုကျွန်တော်ရှင်းပြပေးသွားပါမယ်ပထမတစ်ခုက A ကိုကျွန်တော်တို့မြန်မာလိုဆိုရင်8တယ်ဆိုတဲ့အတန်ထွက်နေ A အတန်ရှိရှိဆွဲလိုက်ရုံပဲ En ကကြတော့ N အရှိနာတန် မဟုတ်အရှိဖက်က N နငယ်တက်နဲ့ဆုံးတာပေါ့ N ဆိုတော့波 A 杯波 N 奔波 A 呸波 N 喷摸 A 妹摸 N 闷ရမယ်နော်音ဒီနှလုံးကိုအတန်ထွက်မှန်အောင်ဖတ်တတ်ပြီလားကိုယ့်ရဲ့အတန်ထွက်မှန်ဒီဗီဒီယိုထဲမှာအတူတူစမ်းသပ်ကြည့်ရအောင်နော်စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုလည်းကျွန်တော် comment မှာမှတ်ထားပေးပါမယ်။好，ပထမတစ်လုံးက红心人名镜头零食弹琴今天亲近清静亲亲轻轻ဟုတ်ကဲ့ပါဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ချင်အပြင်ကျွန်တော်တို့စကားပြောတဲ့အချိန်မှာ A နဲ့ N နဲ့ကွာခြားပုံလေးကိုကျွန်တော်တို့ကိုကိုပြပြလေးမြင်ရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြီးကြတော့ yin နဲ့ yung ရဲ့အတန်ထွက်ကွဲပြားခြားနားပုံလေးကိုလည်းအရှိဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပြီးသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာရော yin နဲ့ yung ကိုအတန်ထွက်ကိုပြပြဖတ်နိုင်ခဲ့ကြပြီလားအကယ်၍များ yin နဲ့ yung နဲ့မကွဲပြားသေးဘူးဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ခါထပ်ရှင်းပြပါမယ် yin ကိုပြောတဲ့အချိန်ကျရင်ကျွန်တော်တို့ n နဲ့ဆုံးတဲ့အတွက်ကြောင့်ကျွန်တော်တို့နငယ်တက်နဲ့အဆုံးတက်ပေးရပါမယ်ဒါဆိုရင် yi ကိုနငယ်တက်နဲ့ဆုံးတက်လိုက်တဲ့အချိန်မှာ yin ဆိုပြီးတော့ကျွန်တော်တို့အတန်ထွက်ပေးလိုက်ပါတယ်အကယ်၍အနောက်နာတန်ဖြစ်တဲ့ yung ကကြတော့ကျွန်တော်တို့ကငါးတက်နဲ့အဆုံးတက်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အတန်ထွက်တဲ့အချိန်မှာလေ yi ကိုငါးတက်နဲ့အဆုံးတက်ပေးတဲ့အတွက်ကြောင့်yung လို့ကျွန်တော်တို့အတန်ထွက်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုလေးမှာအသုံးများမဲ့တရုတ်စကားပြောအသုံးနှုန်းလေးတွေကိုလည်းဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်နောက်လာမယ့်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်好的那么我们下一期再见拜拜